သူမကိုသူမမပြုစုနိုင်တဲ့တခင်မလေးကိုစောက်ရှောက်ဖို့အတွက်ဒါဟွန်းဟာနေတိုင်းပလင်းတွေလိုက်ကောက်ပြီးပတ်စံရဖို့ပြန်လည်စမ်းသစ်ရေးစိတ်ယုံစီဆွဲယူသွားခဲ့ပါတယ်။စိတ်ယုံပိုင်ရှင်အမျိုးသမီးကလည်းတခင်မလေးအတွက်အမြဲတမ်းပတ်စံပို့ပေးလေးရှိပါတယ်။ဒါဟွန်းဟာမြေပြင်ပေါ်မှာထိုင်ပြီးခေါင်းကြီးကျေးဇူးတင်လွန်းလို့ကြည်ရတာရင်ထဲမှာအလွန်တရာသနာစရာကောင်းလာပါတယ်။ဒီတစ်ချိန်မှာတော့အမျိုးသမီးကပုံမှန်အတိုင်းပတ်စံပို့ပေးတဲ့အပြင်ပေါင်မုံတအိတ်ပါထပ်ပေးလိုက်ပါတယ်။ဒါဟွန်းဟာပတ်စံနဲ့အစားအသောက်တော့အေကိုပါဇက်နဲ့ကြိုက်ပြီးဝမ်းသာအားရတကားစီထွက်သွားခဲ့ပါတယ်။ဒါပေမဲ့အမျိုးသမီးရဲ့ခင်ပွန်းကဒါကိုမြင်တော့မကြေမနက်ဖြစ်သွားပါတယ်။ငါတို့နှစ်ပတ်လည်အတွက်ဝယ်ထားတဲ့မုံတွေကိုခွေးကိုဘာလို့ပေးလိုက်တာလဲငါကခွေးလောက်မှတန်ဖိုးမရှိတာလားဆိုပြီးရန်တွေ့ပါတယ်။အဲ့ဒီအချိန်မှာဒါဟွန်းဟာသခင်မလေးစီအပြေးပြန်ရောက်နေပြီဖြစ်ပြီးစိတ်ကျမ်းမာရေးမကောင်းတဲ့အမျိုးသမီးစီအစားအသောက်တွေပို့ပေးလိုက်ပါတယ်။အမျိုးသမီးကလည်းမုံကိုအငမ်းမရစားတော့ပါတော့တယ်။လွန်ခဲ့တဲ့9နှစ်ကသတင်းတွေထဲမှာပါတဲ့တစ္ဆာရှိတဲ့ခွေးရဲ့တခင်မလေးဟာဒီအမျိုးသမီးဖြစ်နေလိမ့်မယ်လို့ဘယ်သူမှထင်မှတ်မထားခဲ့ကြပါဘူး။ဝမ်းနည်းစရာကတော့သူမဟာအရင်လိုမဟုတ်တော့ပါဘူး။သတင်းစာတွေကသူမရဲ့အကြောင်းကိုဖတ်ပြီးတဲ့နောက်စိတ်ယုံပိုင်ရှင်အမျိုးသားဟာတက်ပြင်းချမိပါတယ်။ဒီခွေးဟာအံ့ဩစရာကောင်းလိုက်တာငါတို့မှလည်းဒီလိုကလေးမျိုးရှိရင်တိတ်ကောင်းပါပဲလို့ရေရွတ်ပါတယ်။လွန်ခဲ့တဲ့9နှစ်ကအဲ့ဒီအမျိုးသမီးဟာအိမ်မွေးတရိတ်ဆန်ဆိုင်မှာအလုပ်လုပ်ခဲ့ပြီးချမ်းသာတဲ့မိသားစုကအမျိုးသားတစ်ယောက်နဲ့ချစ်ကြိုက်ခဲ့ပါတယ်။အဲ့ဒီနေ့ဟာပျော်စရာနေ့တစ်နေ့ဖြစ်ခဲ့ရမှာပါ။အောင်ဝမ်းတောင်အမြင့်နဲ့နေခဲ့တာပါဒါပေမဲ့မျိုးသားကလက်ထက်ခွင့်တောင်းလိုက်ချိန်မှာပဲဘေးဒုက္ခရောက်လာခဲ့ပါတယ်ခွေးတခိုး3ယောက်ဟာရှောင်းဝမ်းကိုလာလူကြတဲ့အတွက်စုံတွဲဟာချက်ချင်းပြန်ခုခံခဲ့ပါတယ်ဒါပေမဲ့တခိုးတွေကရက်ဆက်လွန်းလာပါတယ်တန်ချောင်းတွေကိုကင်ပြီးရိုက်နှက်ကြပါတယ်အမျိုးသားကပြန်ခုခံပေမဲ့လူရင်အားမမျှတာကြောင့်ဦးကောင်းနောက်ကျောကိုပြင်းထန်စွာရိုက်နှက်ခံလိုက်ရပါတယ်သူ့ကိုဆေးရုံစီအရေးပေါ်ပို့ဆောင်ခဲ့ရပါတယ်အမျိုးသမီးကဒူးထောက်ပြီးဆရာဝန်ကိုကယ်တင်ဖို့ငိုလိုတောင်းပန်ခဲ့ပါတယ်ဒါပေမဲ့ခွဲစိတ်မှုကအလွန်စိုးရိမ်ရပြီးစေကူတာစရိတ်ကလည်းအလွန်မြင့်မားနေခဲ့ပါတယ်သူမစိတ်တကြခါနီးမှာပဲတားနာတဲ့ကားများပြားသူမရှိမှထိုးရက်လာခဲ့ပါတယ်အမျိုးသားတွေကသူ့ကိုထန်းစင်ပေါ်ချက်ချင်းတင်လိုက်ကြပါတယ်အဲ့ဒီနောက်ကြွယ်ဝချမ်းသာတဲ့အမျိုးသမီးတစ်ယောက်ကားပေါ်ကဆင်းလာပါတယ်သူမဟာအမျိုးသားရဲ့မိခင်ဖြစ်ပြီးချင်းကုမ္ပဏီရဲ့အကြီးအကဲဖြစ်ပါတယ်သူမဟာအမျိုးသမီးကိုယွန်ရှာစွာကြည့်ရှုပြီးဒဏ်ရာရထားတဲ့ဒါဟွန်းကိုဘေးကိုကန်ထုတ်လိုက်ကသူမရဲ့သားကိုမြှူဆွဲပြီးမိသားစုစည်းဝအားရေးကိုစွန့်လွတ်အောင်လုပ်တယ်ဆိုပြီးဆွဆွဲလိုက်ပါတယ်။ဆေးရုံရောက်မှာခွဲစိတ်စရိတ်ကရွန်2သိန်းကျတင်ခဲ့ပြီးအမျိုးသမီးဘလို့မှမတက်နိုင်တဲ့ပမာဏဖြစ်ပါတယ်။မိခင်ဖြစ်သူကဆေးပေကိုသူမခြေထောက်အောက်လွှင့်ပစ်လိုက်ပြီးမွဲပြဖို့ဆိုးမလေးငါသားကိုပျက်စီးအောင်ပဲလုပ်လိုက်မယ်လို့ဆဲဆိုပါတယ်။အဲ့ဒီအချိန်မှာအိမ်ဖော်ကြီးကအမျိုးသမီးမှာကိုဝင်ရှိနေတာကိုသတိထားမိသွားပေမဲ့မိခင်ဖြစ်သူကတော့နည်းနည်းလေးမှမပျော်ရွှင်ခဲ့ပါဘူး။သူမဟာပိုပြီးရက်ဆက်လာခဲ့ကကိုဝင်ဖျက်ချဖို့သို့မဟုတ်ကလေးကိုယူပြီးထာဝရပျောက်ကွယ်သွားဖို့မိန့်နှက်လိုက်ပါတယ်။မမွေးသေးတဲ့ကလေးကိုကာကွယ်ဖို့အတွက်အမျိုးသမီးဟာမျက်ရည်ကျရင်ထွက်သွားဖို့သဘောတူခဲ့ပါတယ်။သွေးတွေပေးချင်နေတဲ့သူမဟာဆေးရုံပြင်ပကိုရိုင်းတိရိုင်နိုင်ထွက်လာခဲ့ရပါတယ်။ဒါဟွန်းတကောင်ပဲသူမဘေးမှာရှိနေခဲ့တာပါ။အမျိုးသားနိုးလာတဲ့အခါမိခင်ဖြစ်သူကအမျိုးသမီးဟာပတ်စံယူပြီးထွက်ပြေးသွားပြီလို့လိန်ညာခဲ့ပေမဲ့အချစ်ဆုံးသူကိုသိရှိတဲ့အမျိုးသားဟာမိခင်ကိုတွန်းထုတ်ပြီးဖနက်ပင်မစည်းနိုင်ပဲအပြင်ကိုပြေးထွက်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့လမ်းတစ်ဖက်မှာသူမကိုတွေ့လိုက်ရပါတယ်မင်္ဂလာဝတ်စုံဝတ်ဆင်ထားဆဲဖြစ်တဲ့သူမဟာငိုယိုရင်းသူ့စီပြေးလာခဲ့ပါတယ်တယောက်ကိုတယောက်ပြန်ဖက်ထားနိုင်ပြီလို့ထင်ခဲ့ကြပေမဲ့ကံကြမ္မာကအခြားအစီအစဉ်ရှိနေခဲ့ပါတယ်ဘရိတ်ပေါက်နေတဲ့ထရက်ကားတစ်စီးဟာသူတို့စီပြင်းထန်စွာဝင်တိုက်လိုက်တာကြောင့်အမျိုးသမီးဟာလွင့်ထွက်သွားခဲ့ပါတယ်အမျိုးသားလည်းအရှိန်ကြောင့်လဲပြိုသွားခဲ့ပြီးနှစ်ယောက်စလုံးလမ်းမပေါ်မှာလဲကျကြံရစ်ခဲ့ပါတယ်အမျိုးသမီးဟာကလေးကိုဆုံးရှုံးခဲ့ရပြီးအုံနောက်တန်ရာကြောင့်စိတ်ကျန်းမာရေးချို့ယွင်းသွားခဲ့ရပါတယ်တချိန်ကကြွယ်ဝတဲ့တထေးသားရဲ့စစ်ဆက်ထားသူဟာခုတော့အသက်ရှင်ဖို့ခွေးတကောင်ကိုအားကိုးနေရပါတယ်။မင်္ဂလာဝတ်စုံကိုကြည့်လိုက်တိုင်းသူမရဲ့ချစ်သူဟာဘေးမှာရှိနေတုန်းပဲလို့ထင်မှတ်နေခဲ့ပါတယ်။9နှစ်တိုင်ဒါဟွန်းဟာမိုးရွာနေပူသူမကိုစောက်ရှောက်ခဲ့ပါတယ်။တစ်ဖက်မှာလည်းအမျိုးသားဟာနောင်တတွေနဲ့ညှဉ်းပန်းခံနေရပါတယ်။မျက်လုံးမိလိုက်တိုင်းသူမကားတိုက်ခံရတာကိုပဲမြင်အောင်နေခဲ့ပါတယ်။အိမ်မက်ဆိုးတွေကနေလန့်နိုးလာတိုင်းကြောက်ရွံ့စွာချွေးစိမ့်တွေပေါက်နေခဲ့ပါတယ်။သူတို့ရဲ့တခုတည်းသောဓာတ်ပုံကိုကြည့်ရင်ထပ်မံငိုကြွေးမိပါတယ်။အဲ့ဒီအချိန်မှာပဲလက်ထောက်ဖြစ်သူပြေးဝင်လာပြီးမိခင်ဖြစ်သူနှလုံးရောဂါထားဖောက်နေပြီလို့သတင်းပေးပါတယ်။ဆေးရုံကိုအမြန်သွားနေစဉ်မှာပဲအမျိုးသမီးဟာရုတ်တရက်ဟန်ချက်ပြက်ပြီးမြေပြင်ပေါ်လဲကျသွားခဲ့ပါတယ်။သွေးတွေအများပြားထွက်ကျလာပြီးခန္ဓာကိုယ်ဟာထိမရအောင်တုန်လှုပ်လာခဲ့ပါတယ်။သခင်မလေးရဲ့အသက်အန္တရာယ်ရှိနေချိန်မှာဒါဟွန်းဟာကျိုးကိုကိုက်ဆွဲပြီးစီးတော်ရင်ကိုဆေးရုံစီဆွဲယူသွားခဲ့ပါတယ်။စိတ်ယုံပိုင်ရှင်စုံတွဲကဒါကိုမြင်တော့နောက်ကနေအမြန်လိုက်သွားကြပါဒါဟွန်းဟာသူမကိုကယ်တင်ဖို့လမ်းမတွေအတိုင်းအရှိန်ဟုန်နဲ့ပြေးလွှားခဲ့တာကြောင့်မြင်တွေ့သူတိုင်းစိတ်လှုပ်ရှားခဲ့ရပါတယ်။အရှိန်မလျှော့ပဲဆေးရုံထဲကိုတိုက်ရိုက်ပြေးဝင်သွားခဲ့ပါတယ်။အမျိုးသားနဲ့မိခင်ဖြစ်သူတို့ကားပေါ်ကစင်းခါစားမှာပဲဒါဟွန်းရဲ့ကလေးတွန်းလေးကသူတို့ကိုဝင်တိုက်မလို့ဖြစ်သွားခဲ့ပါတယ်။ဘာဖြစ်မှန်းမသိတဲ့လက်ထောက်ဖြစ်သူကချက်ချင်းအော်ဟစ်ဆဲဆိုပါတော့တယ်။ဒါဟွန်းနောက်ကိုလိုက်လာတဲ့စုံတွေကတော့သူ့အတွက်ချက်ချင်းတောင်းပန်လိုက်ကြပါတယ်။ကိစ္စမရှိပါဘူး။သူတို့တမင်လောက်တာမဟုတ်ပါဘူးလို့ပြန်ပြောလိုက်ကြပါ